ကိုရောက်လို့နောက်ဆိုမင်းမျက်စိရှိပေါ်လာမိုးတဲ့ငါကအချိန်ကမင်းရဲ့ပြုံးကိုဆွဲလန်းခဲ့ဘူးတဲ့ငါအမြဲတမ်းတကယ်ယူတယ်ခွဲရဖြစ်မယ်အဲ့လိုပြောခဲ့တဲ့မင်းကခုကြတော့ရင်ခွေတစ်ကိုပြောင်းလို့သွားလဲကိုကမင်းကိုလွမ်းလို့သိမလားခွဲလေးရဲ့မင်းကငါနဲ့ဆိုပြစ်နိုင်တာများလို့မင်းကသူနဲ့ဆိုပြစ်နိုင်တာများလို့မင်းဘွားကလည်းသူနဲ့မှပြစ်မှာမို့အဲ့ဒါကြောင့်နင်းဘက်ကမေးလိုက်တော့လို့ပြောတာပေါ့